ကြောက်ဖို့တော့ကောင်းတယ်ငါဆိုင်တော့မရှိတော့ပါဘူးနော်အားလုံးကသူတို့တွေကြောက်နေတာရှာလို့ဒီတော့တို့ရင်နေကြတာတော့ဘယ်နဲ့တော့မလို့ပါကြည့်တော့နေနိုင်နေမလွတ်တော့ဘူးဘယ်လိုလုပ်မလို့ရွာထဲမှာနစ်ကုန်ပြီပါရဲ့ရောက်ကနစ်မှာတူတာဘာရောအဲ့တော့အင်းဘူးရလို့လွတ်တော့ရောက်မှာကိုကြောက်ဖို့တော့ကောင်းတယ်ကြောက်ပါငါဆိုင်တော့မရှိတော့ပါဘူးနော်နောက်တော့အောက်ကျမှာဆိုင်တော့အေးလို့ခိုင်းတိတ်ထားတယ်ဒီဟောအားလုံးကသူတို့တွေကြောက်နေတာရှာလို့တို့ရင်နေကြတာတော့ဘယ်နဲ့တော့မလို့ပါကြည့်တော့နေနိုင်နေမလွတ်တော့ဘူးဘယ်လိုလုပ်မလို့ရွာထဲမှာနစ်ကုန်ပြီပါရဲ့ရောက်ကနစ်မှာတူတာဘာရောအဲ့တော့အင်းဘူးရလို့လွတ်တော့ရောက်မှာကိုကြောက်ဖို့တော့ကောင်းတယ်ငါဆိုင်တော့မရှိတော့ပါဘူးနော်အောက်ကျမှာဆိုင်တော့အေးလို့ခိုင်းတိတ်ထားတယ်ဒီဟောအားလုံးကသူတို့တွေကြောက်နေတာရှာလို့ဒီတော့တို့ရင်နေကြတာတော့ဘယ်နဲ့တော့မလို့ပါကြည့်တော့နေနိုင်နေမလွတ်တော့ဘူးဘယ်လိုလုပ်မလို့ရွာထဲမှာနစ်ကုန်ပြီပါရဲ့ရောက်ကနစ်မှာတူတာဘာရောအဲ့တော့အင်းဘူးရလို့လွတ်တော့ရောက်မှာကိုကြောက်ဖို့တော့ကောင်းတယ်ငါဆိုင်တော့မရှိတော့ပါဘူးနော်นี่แหละครับท่านผู้ชมนะครับก่อนจะเกิดแผ่นดินไหวอยู่ในเมียนมานะครับท่านผู้ชมนะมีลาวาโคลนเย็นนะท่านผู้ชมสีดำโคลนดำนะครับปรากฏกายขึ้นมานะอย่างมากนะท่านผู้ชมนะเกิดแบบนี้ขึ้นมาเตือนก่อนนะก่อนที่จะมีแผ่นดินไหวอยู่ในเมียนมานะท่านผู้ชมเกิดลาวาโคลนเย็นนะครับสีดำนะหลั่งไหลออกมาตามถนนหนทางของในเมียนมานะครับนะทำให้ชาวเมียนมาตกอกตกใจนะครับแต่ชาวเมียนมาไม่เห็นถึงความอันตรายนะท่านผู้ชมนะถ้าแบบนี้นะครับเตรียมรับมือเลยนะท่านผู้ชมนะเพราะว่าจะมีอันตรายเกิดขึ้นมาตามนะท่านผู้ชม